အားလုံးပဲမင်္ဂလာပါဆရာဝင်း Physics Principle ဆိုတဲ့ YouTube channel ကနေပြီးတော့မှကြိုဆိုပါရစေဒီနေ့မှာတော့ဆရာတို့ Grade 12 Physics Chapter 1 Rotation and Motion နဲ့ပတ်သက်ပြီးတော့မှဆရာနားလည်ထားတဲ့အခြေခံ concept လေးတွေနဲ့သဘောတရားလေးတွေကိုဒါအတူတူလေ့လာကြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဆရာတို့ Rotation and Motion ပေါ့နော် Chapter 1ရဲ့ခေါင်းစဉ်ကတော့ဆရာတို့ Rotation and Motion ဆိုပြီးတော့မှလာပါတယ်အဲ့တော့ rotation and motion ကိုဆရာတို့နားလည်အောင်မပြောခင်အရင်ဆုံးဆရာတို့ဒီgrade 10 11မှာဆရာဒီအထက်တန်းအောင်ရောက်လာပြီးခဲ့ကသင်ရတဲ့ physics နေရာမှာအရင်ဆုံးတီးဖို့လိုရပါတော့အဲ့တော့အရင်ဆုံး physics မှာဆရာတို့ grade 10ရောက်လာပြီဆိုပြီးဆရာတို့အရင်ဆုံးသင်ရတဲ့အကြောင်းက motion ဆိုတဲ့အကြောင်းအရင်ဆုံးစတင်ရအောင်ဆရာတို့အဲ့တော့ motion ကိုနားလည်ရင် rotation နဲ့ motion ကိုလည်းဒါဆရာတို့ထက်တဲ့ထဲမှာမပါဘူးပေါ့နော်အဲ့တော့ motion အကြောင်းကိုဆရာတို့အရင်ဆုံးနားလည်အောင်ပြောကြမယ်အဲ့တော့အရင်ဆုံး motion နဲ့ပတ်သက်ပြီးတော့မှအတူတူလေ့လာကြည့်အောင်အဲ့တော့ motion ဆိုတာကြောင့်မြန်မာလိုပြောမယ်ဆိုရင်တော့ရွေ့လျားမှုပေါ့နော်တနေရာနဲ့တနေရာကိုရွေ့သွားတာဒါမှမဟုတ်လေဒီပေါ့တနေရာနဲ့တနေရာရွေ့သွားတယ်လို့ပဲပြောလို့ရအောင်မြန်မာလိုဆိုရင်တော့ motion ဆိုတာရွေ့လျားမှုပါအဲ့ဒီပြီးတော့မှအရင်ဆုံးဆရာတို့ grade 10မှာလေ့လာခဲ့ရတဲ့ motion လေးကဘာလေးလဲဆိုတော့ linear motion ဆိုပြီးတော့မှအဲ့တော့မြင်းဖြောင်းအတိုင်းရွေ့လျားခြင်းဆိုပြီးတော့မှကျောက်ဒီ grade 10မှာ linear motion ကိုသင်ခဲ့ရတယ် grade 11လည်းရောက်လာတော့ဘာ motion ရင်လာလဲဆိုတော့ projectile motion projectile motion ဆိုတာဒီနေ့အဖြစ်ဘောလုံးလေးကန်လိုက်တဲ့အခါမှာရွေ့သွားတယ်လို့မျိုးဒါမှမဟုတ်လေရေပန်းလေးရွေ့သွားတယ်လို့မျိုးအဲ့လိုမျိုးရွေ့လာတာကို projectile motionနောက်ပြီးတော့မှ grade 11မှာပဲ circular motion ဆိုပြီးတော့မှထပ်ပြီးတော့မှဆရာလေ့လာခဲ့ကြတယ်နောက်ဆုံးအခု grade 12ရောက်လာတဲ့အခါမှာတော့ rotational motion ဆိုပြီးတော့မှလေ့လာရတာဖြစ်ပါတယ်ကဲအဲ့တော့ motion ကနေပြီးတော့မှဒါတခြား motion တွေလည်းအများကြီးရှိပါသေးတယ်pendulum motion တို့ပါဘူးဒါတော့ကျွန်တော်အစင်းမြင့်ပညာရေးရောက်သွားတဲ့အခါမှာသင်ရတာဖြစ်ပြီးတော့မှအခုအခြေခံပညာအဆင့်ပေါ့နော်အခြေခံပညာထပ်တန်းဆင့်မှာတော့ဒီလိုမျိုး motion လေးတွေကိုခွဲပြီးတော့မှရွေ့လျားမှုနဲ့ပတ်သက်ပြီးတော့မှဒီ physical world မှာဖြစ်နေတဲ့အရာတွေကိုဆရာတို့လေ့လာခဲ့ကြပါတယ်အဲ့တော့ linear ဒီ motion ဆိုတဲ့ရွေ့လျားမှုတွေကပဲခွဲထွက်သွားတဲ့ linear motion ကကြတော့မြင်းဖြောင်းတိုင်းရွေ့သွားတယ်တနည်းအားဖြင့်သူ့ကိုအားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ one dimensional motion လို့လည်းခေါ်တယ် dimension အနေနဲ့ပြောမယ်ဆိုရင်ဒါဆရာတို့အခုနေနေတဲ့ကဘာကြီးဒီ3 dimension နဲ့မှာရှိရပါအဲ့တော့3ဖက်မြင်ပေါ့တနည်းအားဖြင့်အလျားအနက်အမြင့်ဆိုပြီးတော့မှ3ဖက်မြင်ထဲမှာရှိတယ်ဆိုအိုင်းစတိုင်းရဲ့ relativity ထည့်ပေါင်းလိုက်မယ်ဆိုရင်တော့ဒါဆရာတို့အိုင်းစတိုင်းရဲ့ general special ထဲမှာပြောထားတဲ့ပုံစံအရဆိုရင်ဆရာတို့ဒီ4 dimension နဲ့ပေါ့နော်နောက်ထပ် time မှာဝင်လာတယ်ပြောအဲ့ဒါကြီးမပြောခင်အရင်ဆုံး dimension နဲ့ပတ်သက်ပြီးတော့မှနားလည်အောင်လုပ်ရမယ်အဲ့တော့ h direction ဒီနေ့အပြင်သင်္ချာနီးရပြောမယ်ဆိုရင်ရေပြင်ညီတိုင်းသွားတာကိုdimension တစ်ခုတည်း one dimensional motion လို့လည်းခေါ်တယ်အဲ့တော့အဲ့ linear motion ကိုဒီနေ့အပြင်ကျတော့ one dimensional motion လို့လည်းခေါ်တယ်အဲ့တော့ projectile motion ရောက်လာတဲ့ခါကျ projectile motion ကကျတော့ one dimensional တစ်ခုတည်းကိုသွားတာမဟုတ်တော့ဘူးသူဒီ x ဝင်ရိုးရော y ဝင်ရိုးနှစ်ခုကိုဖြတ်တန်းသွားလာတာဖြစ်တယ်အဲကြောင့်မလို့ဒီနေ့အပြင်ဒီလိုလေးပေါ့နော်ကျွန်တော်မြင်းခုံးလေးတိုင်းဒီဘောလုံးလေးကန်လိုက်တဲ့ခါမှာဘောလုံးလေးဒီကနေပြီးတော့မှဒီလိုရွေ့သွားတဲ့ခါမှာသူဒီ x direction ကိုလည်းသွားတယ် y direction ကိုလည်းသွားတယ်အဲကြောင့်မလို့သူ့ကိုတော့ two dimensional motion လို့ခေါ်ပါတယ်အဲ့တော့ circular motion ဒီလည်းအလားတူပါပဲသူဒီလည်း x ဝင်ရိုးရော y ဝင်ရိုးရောသွားတာဖြစ်တဲ့အတွက်သူဒီလည်း two dimensional motion တစ်ခုထဲမှာပါတယ်နောက်ဆုံးဆရာတို့အခု grade 12ရောက်လာတယ် rotational motion လည်း two dimensional motion ပါပဲအဲ့တော့ဒီလိုမျိုး motion တွေကိုလေ့လာရင်းနဲ့မှဆရာတို့တဖြည်းဖြည်းနဲ့နားလည်အောင်လုပ်ရင်းနဲ့ဒါတို့မြင်လာမှာပါဘာလို့မြင်လာမှာလဲဆိုတော့ဒီ chapter 1ဒီအရန်နားလည်ရခက်တဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာတနည်းအားဖြင့် circular motion နဲ့ rotational motion အကြောင်းကို 1.1 မှာအရင်ဆုံးလေ့လာမယ်အခါကျရင် circular motion နဲ့ rotational motion ကဘာမှမကွာဘူးနည်းပဲအတူတူပဲဆိုတဲ့ຢာကိုတွေ့သွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးရွေ့လျားမှုနဲ့အရင်ဆုံးရေးလေ့လာတဲ့အခါမှာ linear motion တရားမဲ့ one dimensional motion ခေါ်တဲ့မြင်းဖြောင်းတိုင်းသွားတယ်ပြီးတော့မှ projectile motion နဲ့ circular motion rotational motion ဒီနှစ်ဖက်အမြင်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ two dimensional
motion ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးပါအဲ့တော့ဆရာတို့အနေနဲ့အခု grade 12မှာ rotational motion ပေါ့ဒီနေ့ပြင်ဝင်ရိုးတိုင်းလဲခြင်းပေါ့နော်ဝင်ရိုးတိုင်းလက်ပတ်သွားလာခြင်းအကြောင်းမပြောခင်ဒီ linear motion ကနေပြီးတော့မှလာတဲ့အခြေခံလေးတွေရယ်အဲ့ရနေပြီးတော့မှ circular motion grade 11မှာတင်ခဲ့ရတယ်ဒီစက်ဝိုင်းပုံနိုင်သွားတဲ့ circular motion ရဲ့အခြေခံလေးတွေကိုအရင်ဆုံးတွဲပြီးတော့မှဆရာတို့လေ့လာကြည့်ကြမယ်ဒါက motion အနေနဲ့ပတ်သက်တဲ့အကြောင်းကိုအနည်းငယ်ပြောပြလိုက်တယ်အဲ့တော့ဒီအခြေခံပညာထက်တန်းစစ်မှာသင်ရတဲ့ motion အကြောင်းအရာဒီ၄ခုဖြစ်တယ် grade 10တုန်းကတော့ linear motion သင်ရတယ် grade 11မှာတော့ projectile motion နဲ့ circular motion အဲ့တော့ grade 12ရောက်လာတော့ rotational motion ဆိုပြီးတော့မှဆရာတို့သင်ရတယ်အဲ့တော့အခုဆရာကဂျားမှာရှိတဲ့ projectile motion ဘာမှမပြောတော့ဘူးလေဆိုရင်ဒါဒီ grade 12နဲ့တိတ်မသက်ဆိုင်တော့ grade 12နဲ့မသက်ဆိုင်တော့ဖြစ်တဲ့ကြောင့်မို့ projectile motion ကိုအသေးစိတ်ပြန်လေ့လာခြင်းတဲ့လူတွေကဆရာရဲ့ grade 11 chapter 1 video မှာပြန်သွားကြည့်လို့ရတယ်အဲ့တော့ projectile motion အကြောင်းရယ် circular motion အကြောင်းရယ်ကိုအသေးစိတ်เนาะအတွင်းကျလက်ကျနားလေသဘောပေါက်ခြင်းနဲ့ဆိုရင်ဆရာရဲ့ grade 11ဒါ chapter 1 video မှာပြန်ပြီးလေ့လာပါအဲ့တော့ grade 10ရဲ့ linear motion ကိုလည်းဆရာကဒီမှာတိတိကျကျတော့ပြန်မဖော်ပြပြီးတော့ဘဲနဲ့ဟိုပြောချင်တာတော့လုံးဝအသေးစိတ်ပေါ့ lecture တစ်ခုအနေနဲ့ပြန်ပြောပြမှာမဟုတ်ဘူးဒါပေမဲ့ဒီ grade 12မှာတုံးမဲ့ formula ရင်းနဲ့ပတ်သက်ပြီးတော့မှတော့ဆရာနားလေအောင်ရှင်းပြပေးပါမယ်အဲ့တော့ဆရာရဲ့ခုနပြောတော့ကြတော့ rotational motion အကြောင်းတင်မှာအခုကျတော့ရေးလိုက်တော့ circular motion ရေးလိုက်တယ်အဲအကြောင်းမလို့ဆရာတို့ grade 12ဖတ်စာကိုဆက်စချင်းဖွင့်လိုက်ပြီဆိုတာနဲ့အရင်ဆုံးပြောမယ့်အကြောင်းကဒီ rotational motion နဲ့ circular motion နဲ့ကွာခြားချက်အကြောင်းမှာအဲ့တော့အဲ့ဒါလေဟိုတာမန်ကျောင်းသားတယောက်ပဲဆိုရင်တော့နားလေရခက်တဲ့ကိစ္စတွေမှာမပါဘူး circular motion ဒီဆရာတို့ဘယ်ပေါ်မှာမူတည်ပြီးတော့မှလေ circular motion ကဘာဘယ်လိုမျိုးလေဆိုတော့ဝိထုတစ်ခုကဆရာတို့ circular path ဆိုတဲ့စက်ဝိုင်းပုံလမ်းကြောင်းထဲမှာသူပတ်သွားတာကိုပြောတာပေါ့နော်အဲ့တော့ဝိထုတစ်ခုဒီ circular လမ်းကြောင်းပေါ်ပတ်သွားတာဒီဒါ circular motion တနည်းအားဖြင့်ဆိုရင်တော့ဆရာတို့ကဘာကိုလာပတ်တဲ့ပုံစံမျိုးဒါမှမဟုတ်လေနေကိုကဘာပတ်တဲ့ပုံစံမျိုးအဲ့တော့အဲ့ဝိထုကိုယ်တိုင်ကလေသွားတဲ့ဟာကို circular motion လို့ခေါ်တယ်ကျွန်တော်ခုနကပဲ grade ထဲမှာတင်ရမယ် rotational motion ကကြတော့original motion ကကြတော့ဘာကိုမူတည်ပြီးလေတာလဲဆိုတော့ဝင်ရိုးကိုအဓိကထားပြီးတော့မှလေတာအဲ့တော့သူဒီဝင်ရိုးလေလို့လေတာအဲ့တော့ဒီဝင်ရိုးကလေသွားတဲ့အတွက်ကြောင့်မလို့ဒီရောက်တုဒီလေဝင်ရိုးကိုမူတည်ပြီးလေသွားတာပါအကယ်၍ဝင်ရိုးမလဲဘူးဆိုရင်သူဒီမလဲဘူးတနည်းအားဖြင့်ပြောမယ်ဆိုတော့ခြားရက်ဟက်ဒီလေတာမျိုးကျတော့စပိန်စပိန်ဘိန်းလေသွားတယ်စပိန်တာယာလေသွားတယ်စပိန်ဘိန်းလေသွားတယ်ဆိုတော့လေသူ့မှာဝင်ရိုးပါတယ်အဲ့တော့ဝင်ရိုးကလေသွားလို့လေတဲ့ကိစ္စမျိုးပါအဲ့တော့ rotational motion ကကြတော့သူ့ရဲ့ဝင်ရိုးပေါ်မှာမူတည်ပြီးလေတာ circular motion ကကြတော့သူကိုယ်တိုင်ကစဝိုင်းပုံလမ်းကြောင်းထဲမှာပတ်သွားတာပါဒါဒီ circular motion နဲ့ rotational motion ရဲ့ကွာခြားချက်အဲ့တော့ဆရာဒီဆရာနားလဲတဲ့ဟာကိုပြန်ပြီးတော့မှ YouTube channel မှာညဝေပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ definition အနေတိတိကျကျပြန်ရှင်းပြရတဲ့ definition ကြားမဲ့ဟာတွေပြီးတာမျိုးတွေတော့မလုပ်တော့ဘူးတကယ်ကျောင်းသူကျောင်းသားတွေနားလဲဖို့လိုအပ်နေတဲ့ဒီအခြေခံသဘောတရားလေးတွေပဲပြောလိုက်မှာအဲ့လိုမျိုးပြောလိုက်လို့ဆရာရဲ့ definition တွေမကြရတော့ဘူးလို့တော့မဟုတ်ဘူးနားလဲထားဖို့လိုတယ် definition ကနားလဲသွားပြီးတော့မှမှတ်ရတာလွယ်တယ်အလွတ်ကျက်ထားမယ်ဆိုရင်အချိန်တိုင်းပြန်မိသွားနိုင်အဲ့တော့ circular motion ဆိုတာကအရာဝတ္ထုတစ်ခုကစက်ဝိုင်းပုံလမ်းကြောင်းမှာသူကိုယ်တိုင်ပတ်သွားတာကိုပြောတာပါဒီသဘောတရားကိုနားလည်မယ်ဆိုရင်သူ့ရဲ့ definition ကိုကိုယ့်အကို English ကိုပြောင်းပြီးတော့မှပြန်ကျက်လို့ရတယ်အဲ့တော့ဆရာအနေနဲ့ video တွေအရန်ရှေ့သွားမှာဆိုလို့ဒီຢာတွေကိုပြန်မရှင်းပြတော့ဘူး definition တွေမြန်မာလိုပြန်မရှင်းရတော့ဘူး concept တွေနဲ့လောက်ရမယ့် exercise လေးကိုဆရာဘက်ကအတက်နိုင်ဆုံးကူညီပြီးတော့မှရှင်းပြသွားပေးမယ်အဲ့တော့ rotational motion နဲ့ circular motion ရဲ့ကွာခြားချက်ကိုသိသွားလောက်ပါပြီအဲ့တော့သူတို့နှစ်ခုရဲ့ကွာခြားချက်ရှိတဲ့အတွက်ကြောင့်မို့လို့ဆရာရဲ့ circular motion ကိုသင်တာနဲ့ rotational motion တက်ပြန်သင်ရမှာလားဆိုတော့မဟုတ်ပါဘူးတနည်းအားဖြင့်ဘယ်လိုပြောမလဲဆိုသူတို့နှစ်ခုကစက်ဝိုင်းပုံတိုင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုသုံးမဲ့formula တွေနဲ့သူ့ရဲ့ quantities တွေအားလုံးဒီအတူတူပါပဲအဓိကခြားနာချက်တစ်ခုကတော့ဝင်ရိုးကိုအမိပြုလိုက်တာနဲ့ဝင်ရိုးကိုအမိမပြုတာဆိုပြီးတော့မှအဲ့ဒါလေးပဲခြားနာပါတယ်အဲ့ဒါကြောင့်မလို့ဒါဒီသူတို့နှစ်ခုရဲ့ခြားနာချက်ပါအဲ့တော့အဲ့ဒါကိုနားလည်သွားပြီဆိုရင်အခုကျွန်တော်ဘယ်ကိုသွားကြမလဲဆိုတော့သဘောတရားကိုပြန်ခေါ်တဲ့အပိုင်းကိုသွားကြမယ်သဘောတရားကိုပြန်ခေါ်ရဆိုတာကကြတော့ grade 10က linear motion ကိုသင်ခဲ့ရတဲ့အချက်တွေပေါ့နော်
အဲ့တော့ linear motion မှာခုနပြောခဲ့သလိုပဲသူဒီ one dimensional motion ဖြစ်တယ်အဲ့တော့ရေပင်ကြီးတိုင်းပဲသွားမယ်အဲ့တော့ရေပင်ကြီးတိုင်းသွားတဲ့အခါမှာကဲဥပမာလေးတစ်ခုနဲ့စဉ်းစားကြည့်အောင်ဆရာတို့ဥပမာအနေနဲ့ဘယ်လိုစဉ်းစားလိုက်မလဲဆိုကားလေးတစ်စီးကိုပုံဖော်ကြည့်လိုက်မယ်ဆရာတို့မျိုးလုံးပြင်မှာအဲ့တော့ကားလေးတစ်စီးဒီတီနေရဒီလောက်ကနေပြီးတော့မှသူ့ရဲ့အကွာအဝေးပေါ့နော်ဒီကနေဒီထိကိုသူဒီ travel ရွေ့လျာသွားတယ်အဲ့တော့ရွေ့သွားတာဖြစ်တဲ့အတွက်သူဒီ motion ဖြစ်သွားတယ်တရားဖြစ် move ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ move ရွေ့သွားတဲ့အတွက်ကြောင့်မို့လို့ motion ဖြစ်သွားတယ်ဒီကနေဒီကိုရွေ့သွားတယ်အဲ့တော့ဘယ်လောက်အကွာဝေးရွေ့သွားလဲဆိုတော့9မီတာရွေ့သွားတယ်အဲ့တော့ရွေ့သွားတဲ့အကွာဝေးကိုဆရာတို့ distance လို့ပြောမယ်ဒီနေရာချင်း s ဆိုတဲ့တင်ကြီးတားလေးနဲ့အဲ့တော့ distance ဒီ5မီတာရွေ့သွားတယ်အဲ့တော့သူဒီကနေဒီအတွင်းကိုတစ်စက္ကန့်အတွင်းရွေ့သွားတာဘယ်နှစက္ကန့်လဲဆိုအချိန်ပမာဏအပိုင်းခြားဒီတစ်စက္ကန့်အတွင်းအဲ့တော့ကားတစ်စီးဒီအကွာဝေး9မီတာကိုတစ်စက္ကန့်အတွင်းရွေ့သွားပါတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ time ကကြတော့တစ်စက္ကန့်အဲ့တော့ဆရာတို့ဒီမှာတော့ distance လို့ဆရာပြောတယ်ဒါပေမဲ့ distance ဆိုပေမဲ့လည်းဟို circular motion နဲ့ပတ်သက်ပြီးသုံးတဲ့အခါမှာတော့တကယ်တမ်းတော့ displacement ပါဆရာတို့အဲ့တော့ distance နဲ့ s ပဲ displacement နဲ့ s ပဲ distance နဲ့ displacement ဘာခေါ်တာလဲဆိုတော့ဆရာဒီမှာတော့မပြောတော့ဘာလို့ဆိုတော့ဒီ grade 10ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီຢာတွေကိုတခြားသိချင်တယ်ဆိုရင် grade 10အခြေခံကိုပိုင်းမရမယ်အဲ့တော့ distance နဲ့ displacement ကဘယ်လိုပြောမလဲအရှင်းဆုံးပြောမယ်ဆိုရင်တော့ grade 12ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ຢာတွေ distance နဲ့ displacement ဘာခေါ်လဲမသိဘူးဒါပေမဲ့ s ပဲเนาะအဲ့တော့အသေးစိတ်သိချင်တယ်ဆိုရင်ဆရာပြောလို့ပဲ grade 10 chapter 1 lecturer video မှာပြန်ကြည့်နိုင်ပါတယ်အဲ့တော့ displacement distance ဒီ s ပါ time ဒီ t ပါအဲ့တော့ velocity equation ကိုရတယ် v = s / t အဲ့တော့ဒီကားလေးကအနှင်ဘယ်လောက်နဲ့သွားလဲဆိုတော့ဒီကနေဒီထိရောက်သွားဖို့ရင်အတွက်5/1ဆိုတော့ဒီညပြင်5 meter per second နဲ့သွားတယ်အဲ့တော့အကားရဲ့ velocity ကိုရတာဆရာတို့ရဲ့ linear motion ပြင်ပြီး linear quantities မှာကားဒီနေရာနဲ့ဒီနေရာရွှေ့သွားတဲ့အခါမှာ velocity 5 meter per second ရမယ်အဲ့တော့နောက်ထပ် acceleration အကြောင်းလေ့လာရအောင်အဲ့တော့ acceleration ရဲ့ formula ပေါ့အဲ့တော့ဆရာတို့ဒီမှာ acceleration ရဲ့ formula သုံးတဲ့အခါမှာသတိထားရမယ်အချက်က a = v - v0 / t အဲ့တော့ v2 - v1 / t လေးရတယ်တနည်းအားဖြင့်နားလည်အောင်ပြောမယ်ဆိုတော့ delta v / t ပါပဲအဲ့တော့ delta v ဆိုတာ velocity ခြားနာခြင်းအဲ့တော့ velocity ခြားနာခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးရောက်သွားတဲ့ final velocity ကနေပြီးတော့မှ initial velocity ကိုပြန်နှုတ်ပေးရတာဖြစ်ပါတယ်အဲ့တော့ဒီ equation ကိုသုံးတော့မယ်ဆိုရင်သိထားမယ့်ချက်ကဆရာတို့ linear motion ဒီဘယ်အခြေအနေမျိုးမှာလဲဆိုတော့ constant acceleration မှာဖြစ်ရတာအဲ့တော့ဒါကို linear motion with constant acceleration လို့ခေါ်တယ်ဒါဆရာတို့ grade 10 chapter 2မှာเนาะ grade 10 chapter grade 10မှာသင်ခဲ့ရတယ် linear motion with constant acceleration အဲ့တော့ဒီ formula ကိုဆရာတို့ပြောချင်တာဒီရွေ့တဲ့နေရာတိုင်းမှာသုံးလို့မရဘူးကားသွားတယ်လာတယ်ဒီသွားတဲ့နေရာတိုင်းမှာသုံးလို့ရတာမဟုတ်ဘူးသူဒီ constant acceleration ဖြစ်တဲ့အချိန်မှာပဲသုံးရတယ်အဲ့တော့ဆရာပြောတာနည်းနည်းရှုပ်သွားမယ်ဆိုရင်စိတ်မပူပါနဲ့ဘာလို့လဲဆိုတော့ linear motion က constant acceleration မဟုတ်ဘဲနဲ့မဟုတ်တော့ဆိုရင်ဆရာဒီ formula မသုံးရင်ဒါတို့ဘာသုံးမှလဲဒီအဲ့လိုမျိုးပုံစံတွေအဲ့လိုမျိုးစဉ်းစားရခက်တဲ့ဟာမျိုးတွေတော့မပါပါဘူးအဲ့တော့ဆရာတို့ grade 12မှာပါလာမယ့် circular motion ဒီလဲပဲအဲ့တော့ဘယ်လိုမျိုးလဲပဲဆိုတော့ constant angular acceleration မှာပဲအဲ့တော့ rotational motion with constant angular acceleration ဆိုပြီးတော့မှဆရာတို့ 1.1 ရေခေါင်းစဉ်ထိတ်ဆုံးမှာတွေ့ရပါလိမ့်မယ်အဲ့ဒါကြောင့်နားလေထားမယ့်အချက်လေးတစ်ချက်ကိုဆရာပြောပြပေးမယ်အကယ်၍အဲ့တော့ဒီကနေပြီးတော့မှပေါ့နော်ကားလေးကဒီကားသွားတာပေါ့နော်ကားသွားတာကားကကျွန်တော်တို့ဒီနေရာ location တစ်ခုကနေပြီးတော့မှသတ်မှတ်ထားတဲ့နေရာတစ်ခုကနေပြီးတော့မှဒီနေရာကိုရောက်သွားတယ်ပြီးတော့မှနောက်ထပ်တစ်နေရာကိုရောက်သွားတယ်အဲ့တော့အဲ့၃ပိုင်းလေးပြောမယ်ပေါ့နော်အဲ့တော့ကားဒီကနေဒီထိသွားတဲ့အခါမှာသူ့ရဲ့ velocity ဒီ v1 အဲ့တော့ဒီကနေဒီထိသွားတဲ့အခါမှာခုနကဆရာတို့ပြောသလိုပဲသူဒီ5 meter per second နဲ့သွားတယ်ပေါ့နော်အဲ့တော့5 meter per second နဲ့သွားနေရနေပြီးတော့မှဒီထိရောက်လာတယ်ဒီထိရောက်လာတဲ့အခါမှာသူ့ရဲ့ velocity ဒီဆရာတို့ v2 ဒီလည်းပဲဆရာတို့5 meter per second နဲ့ပဲသွားသေးတယ်5 meter per second နဲ့သွားပြီးတော့မှနောက်ဆုံး final stage final stage ဆိုတော့နံပါတ်3နေရာလဲကားလေးကရောက်လာအောင်သူ့ရဲ့ velocity ကကျတော့10 meter per second ကိုပြောင်းသွားတယ်အဲ့တော့ဒီဖြစ်ရလေးကိုလေ့လာကြည့်အောင်ကားဒီကနေဒီကိုလာတယ်ဒီကနေပြီးတော့မှယူသွားတယ်အဲ့တော့ velocity
v1 နဲ့ v2 ကနေ velocity မပြောင်းမိမယ် v2 နဲ့ v3 နဲ့ရောက်လဲကြအောင် velocity က5ကိုတဝက်နှုန်းနဲ့တက်သွားတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာလေ့လာမယ်ဆိုရင်ဒီ acceleration formula နဲ့ပဲစဉ်းစားကြည့်အောင်အဲ့တော့ acceleration formula နဲ့စဉ်းစားကြည့်တဲ့အခါမှာ v minus v 0 by t ဒီနေ့အမေဆရာခုနပြောလို့ delta v ဖြစ်တဲ့အတွက်ကြောင့်မလို့ v2 minus v1 အဲ့တော့ကားဒီ number 1နဲ့ number 2နဲ့ဖြစ်စဉ်အကြောင်းကိုဆရာတို့လေ့လာကြည့်တဲ့အခါမှာအဲ့တော့ number 1နဲ့ number 2ချင်းမှာရှိတဲ့ acceleration a1 လေးကိုစဉ်းစားမယ်အဲ့တော့ delta v by t ဖြစ်တဲ့အတွက်ကြောင့်မလို့ v2 minus v1 by t ဟလာအချိန်ကတော့ခုနပြောလို့တစ်စက္ကန့်အတွင်းမှာပဲသွားမှာပဲအဲ့တော့ v2 minus ဆိုအချိန်မတတ်မှတ်သေးနေရတယ်တစ်စက္ကန့်အတွင်းလည်းဖြစ်နိုင်တယ်ကြိုက်တဲ့စက္ကန့်အတွင်းမှာဖြစ်နိုင်တယ်အချိန်မတတ်မှတ်သေးပဲနဲ့အဲ့တော့ acceleration ကိုရှာကြည့်တဲ့အခါမှာ v2 လည်း5ပဲ v1 လည်း5ပဲအောက်မှာကတော့ time အဲ့တော့9တဲ့9နှုတ်တော့3ညအောင်ဆရာတို့ဘာနဲ့စား3ညပဲပြင်ထားတယ်အဲ့တော့ acceleration ကိုစဉ်းစားတဲ့အခါမှာ meter per second square အဲ့တော့ velocity ဒီလည်း meter အောက်မှာ time က second ဆိုတော့အောက်က second ကပေါ်တက်မယ်ဆိုရင် per second ဖြစ်သွားတယ် meter per second square အဲ့တော့ velocity ဒီအဲ့တော့ v1 နဲ့ v2 နဲ့တူနေတဲ့အချိန်မှာ acceleration ဒီအဲ့တော့0ဆိုတဲ့အနေထားကိုရောက်သွားတယ်အဲ့တော့ဒီကနေဒီဖြစ်တဲ့ကားကနံပါတ်2နေရာနေနံပါတ်3နေရာရောက်တယ်ဆိုတော့ A2 ကိစ္စလေးကိုစဉ်းစားတဲ့အခါမှာကျွန်တော် v3 minus v2 by t ကိုပြန်စဉ်းစားကြည့်ရပါမယ်။ဘာလို့လဲဆိုတော့ဒီမှာကျတော့ဒီကနေဒီဖြစ်ရဲဆိုရင်2တွေက1နှုတ်မယ်ဒီကနေဒီဖြစ်ဆိုရင်3တွေက2နှုတ်မယ်။ဘာလို့နှုတ်လဲဆိုတော့ delta v ဖြစ်လို့ပေါ့နော်။အဲ့တော့အဲ့လိုဖြစ်ရမှာဆိုရင်တော့10 v3 က10 meter per second ဆိုတော့ v2 ကကျတော့5အောက်မှာကတော့ t အဲ့တော့5အောက်မှာ t ဖြစ်တဲ့အတွက်ကြောင့်မို့လို့5အောက်မှာအချိန်ကတော့ဥမာ1ဖြစ်မယ်ဆိုရင်တော့1 2ဖြစ်မယ်ဆို2ကတော့ဆရာတို့အချိန်ကို1 second အနေနဲ့ထားလိုက်မယ်ဆိုရင်အဲ့တော့5 meter per second square ဖြစ်သွားမယ်အဲ့တော့ဆရာတို့ v2 နဲ့ v3 မှာမတူတော့ဘဲနဲ့ပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ acceleration ဒီထွက်လာတာဒါဒီဆရာတို့ great tangle ရမှတ်လာရမယ်အချက်ဖြစ်တယ် great 12မှာလာမယ်သဘောတရားတွေမြေအပိုင်းတွေကွက်လက်ဖြည့်တွေဒီနေ့အဖြစ် true for မှားမှန်တွေကိုစဉ်းစားတဲ့အခါမှာဒီအချက်လေးကိုကျောင်းအနေနဲ့သိထားရမယ်အဲ့တော့ velocity တူနေတဲ့အချိန်တွေမျိုးမှာ acceleration ဒီ0ကိုရောက်သွားမယ် velocity ပြောင်းလဲသွားတဲ့အချိန်တွေမျိုးမှာ acceleration ဒီထွက်လာမယ်အဲ့တော့ဆရာတို့ linear motion နဲ့ပတ်သက်တဲ့အခြေခံထဲမှာမှတ်ထားမှာက velocity constant ဖြစ်ရင် acceleration 0ဆိုတာပါပဲဒီနေရာပြင် acceleration မရှိဘူးဆိုတဲ့ချက်ပါအဲ့တော့ဆရာဒီ linear motion မှာဒီလေးကိုတည်ထားမယ်အချက်လက်လေးတွေကိုဆရာပြောပြပေးနေရပါအဲ့တော့ကျတို့ linear ခုနပြောသလိုပဲဒီ a equal to v minus v 0 by t ဆိုရဲအချက်ကနေပြီးတော့မှဆက်ဒီနားလေးမှာရေးလိုက်မယ်အဲ့တော့ a equal to v minus v 0 by t ဆိုတဲ့ချက်ကနေပြီးတော့မှ velocity ကိုပြန်ရှာကြည့်တယ် v equal to v 0 plus at ဆိုရဲအရာအဲ့ formula drive တွေသိကျင်နေဆိုရင် great hand တဲ့ပြန်ရှာလို့ရတယ်ဒါပေမဲ့ 32 ကမလို့ပါဘူး v လိုချင်နေဆိုရင်ကျတို့ဒီမှာminus ကဟိုဘက်သွားမယ်ဆိုရင် plus td ဒီမှာစားထားတယ်ဟိုဘက်သွားမယ်ဆိုခင်ဗျအဲ့တော့ v0 plus at ဆိုပြီးတော့ရတယ်နောက်ထပ် formula တစ်ခုကကြတော့s equal to v0 t plus 1 by 2 at square ဆိုတဲ့ formula ရယ် v square equal to v0 square plus 2as နောက်ခါကျတော့ကျတော့ v bar equal to v plus v0 by 2ဆိုတဲ့ကျတော့ linear motion ရဲ့ linear quantities တွေကိုရပါတယ်ဒါကြတဲ့ linear quantities တွေပါအဲ့တော့ဒီ linear quantities တွေကိုကျွန်တော်ဘယ်လိုရရလဲဆိုတော့ဒီများမြဒီ acceleration formula ပါပဲဒီများမယ်နော်ဒီ acceleration formula ရဲ့ v equal to s by t ဆိုတဲ့ formula အဲ့တော့ v equal to s by t မှာလဲကျတော့v equal to s by t s equal to ဆိုရင်ကျတော့ vt အဲ့တော့ဒီ v မှာကျတော့ v bar တဲ့တစ်ခါလေးတုံးတယ်ဆိုတော့ v bar ဆိုတဲ့ average velocity အဲ့ average velocity တဲ့ညာပဲစုစုပေါင်းပေါ့နော်ပြန်မျှပေါ့ပြန်မျှ velocity ဆိုပြီး s equal to v bar t အဲ့တော့ဒီ v bar t ကနေပြီးတော့မှ
v bar ဆိုတာ v plus v naught by 2အဲ့တော့ဒီကနေမှဒီလိုအစင်းစင်းequation ကိုအစားသွင်းတယ်အစားသွင်းကနေပြီးတော့မှဒီ formula တွေရလာအဲ့တော့ဒီဟာတွေအစားအသွင်းတာကိုဒီစိတ်ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ grade 10 video တွေမှာပြန်လေ့လာလို့ရတယ်အဲ့တော့ grade 12တယောက်အနေနဲ့ဒါတွေဒီတိထားသင်ပြီးအဲ့တော့မတိသေးဘူးဆိုရင်လည်းဒါတွေမှတ်ထားလိုက်ပါဒါဒီ linear motion with constant acceleration အဲ့တော့ acceleration constant ဖြစ်တဲ့ချိန်မှာထွက်လာတဲ့ formula တွေဖြစ်ပါတယ်အဲ့ရနေမှာကျွန်တော်တို့ circular motion ကိုတစ်ဖက်ပြန်ကူကြည့်လိုက်ရအောင်အဲ့တော့ circular motion ကိုနည်းနည်းလေးကူပြောင်းကြည့်အောင်အဲ့တော့ circular motion ဒီကျွန်တော်တို့ စက်ဝိုင်းပုံလမ်းကြောင်းတိုင်း level တာဖြစ်သွားပြီအဲ့တော့သူ့ရဲ့ကျွန်တော်တို့ quantities တွေဒီပမာ quantity ဆိုတာတင်းကျပ်မြင်ချာပမာဏပေါ့နော်ပမာဏတွေဒီလေပမာဏတွေယူဆတဲ့ symbol တွေဒီလေအားလုံးပြောင်းသွားပြီအဲ့တော့ကျွန်တော်တို့ linear မှာတော့ကကြတော့ displacement distance s လို့သုံးမိမယ်ဒီ circular motion မှာကြတော့ကျွန်တော် angular displacement လို့ပြောင်းသုံးပြီအဲ့တော့ angular displacement ကျွန်တော်တင်ဂီတာလေးကိုတော့တီတာပေါ့နော်တီတာလေးနဲ့ပြောင်းသုံးတယ်ပြီးတော့မှ time ကတော့အတူတူပါပဲအချိန်ကျွန်တော် t ပဲအဲ့တော့ velocity ကို angular velocity လို့ကျွန်တော်ပြောင်းသုံးပြီဒီညပြင်ကျွန်တော် symbol လေးကတော့ omega ဆိုပြီးတော့မှw ရပလက်လို့ပုံစံနဲ့တုံးတယ် w လို့ကျွန်တော်အချွန်သုံးလို့မရပါဘူးအဲ့ angular velocity ကိုအချွန်သုံးမှားပါမယ် angular velocity ရှိမယ်နောက်က angular acceleration angular acceleration ကတော့ကျွန်တော် alpha လေးပေါ့နော်အဲ့တော့ unit သတ်မှတ်ချက်တွေကကျွန်တော် data ကိုကျွန်တော် radian နဲ့ပြောတယ်တခါတလေမှာကျွန်တော်revolution နဲ့လည်းပြောတယ်ပေါ့နော်အဲ့တော့ radian revolution တွေကိုခဏနေဆရာအသေးစိတ်ပြန်ပြောပြမယ်တော့ radian revolution တွေနောက်က degree ပေါ့နော်ဒါ unit တွေဒီဆရာ grade 11မှာပါပြီးသွားပဲဒါပေမဲ့ပြန်ပြီးတော့မှ grade 12ကိုရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီး one map လုပ်ပြီးအနေနဲ့ခဏနေဆရာအသေးစိတ်ပြန်ရှင်းပြမယ်အဲ့တော့ဒီမှာတော့ velocity က meter per second ဖြစ်တဲ့အတွက်ကြောင့်မလို့ s by t ဒီမှာကျတော့ omega theta by t ဆိုတော့ radian per second ဖြစ်သွားမယ်အဲ့တော့ alpha ဆိုရင်တော့ radian per second square အဲ့တော့ revolution per second square revolution per second လည်းရှိတယ်အဲ့ဒါပေမဲ့သူ့ရဲ့ unit system လိုက်ပေါ့နော် unit system အသုံးပြုပုံလေးကိုညှိရမယ်နောက်ပိုင်းကျတော့ပုံစံတွဲနဲ့ဆရာဒါလေးတွေကိုအတိအကျထည့်ပြီးတော့မှထည့်ပြောပေးပါအဲ့တော့ဒီနားလေးမှာဆရာရှင်းတော့ပြန်ရေးပေးမယ် linear quantities မှာ displacement s ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ angular quantity ဆိုရင်တော့ theta လေးသွားမယ် velocity ဆိုရင်တော့ omega လေးသွားမယ်acceleration a ဆိုရင်တော့ alpha လေးဖြစ်သွားမယ်ဆိုတော့ဒါလေးကိုမှတ်ထားပါမယ်အဲ့တော့ဒါလေးသိသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ linear quantities တနည်းအားဖြင့် linear motion with constant acceleration ကို angular motion တနည်းအားဖြင့် circular motion rotational motion with constant acceleration ကိုကြောင်းတက်သွားမှာပါလွယ်လွယ်လေးဖြစ်သွားမယ်အဲ့တော့ formula တွေကိုအလွတ်ကျက်ရမယ်ဆိုပြီးတော့မှကြောင်းမှာပေါ့နော်ကျွန်တော်စာအုပ်ဒီထဲမှာ formula ရေးပြီးတော့မှအလွတ်ကျက်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ thinking လေးနဲ့ပြန်ပြီးတော့မှသွားတက်ရမယ်အဲ့လိုသွားတာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်အဲ့တော့ဆရာအနေနဲ့ဒါပုံမှန်လေးပြောပြပါဆရာတို့ဒီလည်းငယ် grade 10 11 တက်ဒီ physics ကိုအရင်ဘယ်လိုပြောလဲဝါသနာကြီးတယ်ပေါ့နော်အဲ့လို YouTube တက်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့စာအုပ်များများဖတ်တယ်သူ့ရဲ့ theory ကိုအတတ်နိုင်ဆုံးလေ့လာနားလည်အောင်ကြိုးစားရအဲ့တော့ကျက်တူနှုတ်တိုင်းမဖြစ်ချင်အဲ့တော့ဆရာတို့အနေနဲ့ဒီ formula တွေကိုလည်းကျောင်းကကြက်ခိုင်းမယ်ကိုယ့်ကိုမကြက်ဘယ်လိုဖြစ်လာလဲပေါ့နော်ဒါကဘာကြောင့်မှန်ကန်နိုင်ရတာလဲကိုတက်တည်ပြချင်အဲ့တော့မှန်ကန်ရတဲ့အကြောင်းရင်းအောင်ပါလေပေါ့နော်အဲ့တော့ကိုစာအုပ်တွေမှာလေ့လာတယ်ဆရာတွေကိုသွားမေးတယ်အဲ့လိုကနေမှဒီဟာတွေဆရာတို့အမှန်တိုင်းပြောမကြက်ခဲ့အောင်အဲ့တော့တဖြည်းဖြည်းတွက်ရင်တွက်နေတော့အလွတ်ရပါတာလေဟုတ်မှာပေါ့နော်အဲ့တော့မကြက်ဖင်နဲ့ဘယ်လိုစဉ်းစားလဲဆိုတာကိုကိုစဉ်းစားတန်အောင်စူးစမ်းခဲ့ပါတယ်အဲ့တော့ဒီမှာဆရာသင်တာကိုလိုက်ကြည့်နေတဲ့ကလေးတွေလည်းကိုစဉ်းစားတတ်အောင်ဘယ်လိုပြောမလဲဆရာအနေနဲ့တော့တတ်နိုင်လို့စဉ်းစားနိုင်အောင်စူးစမ်းပေးမယ်အဲ့တော့ဒါတွေဘယ်လိုဖြစ်လာလဲဆိုတော့အလွတ်ကျက်တာမဟုတ်ဘဲနဲ့ grade 10တော့တင်ခဲ့တဲ့ဟာတွေပြန်လေ့လာကြည့်ပေါ့ဒါပေမဲ့ grade 12ရောက်လာခါတော့အချိန်မရှိတော့ဘူးเนาะအတက်နိုင်ဆုံးမှတ်ထားလိုက်တာတော့အကောင်းဆုံးပဲပေါ့เนาะအဲ့တော့ a = v - v naught by t ဆိုတဲ့ formula ဖြစ်မယ်ဆိုရင် acceleration a ဆို alpha ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ alpha = omega minus omega naught by t ဖြစ်သွားမယ် v = v naught plus at ဆိုရင် omega = omega naught plus alpha t ဖြစ်သွားမယ် s နေရာမှာ theta ဝင်နေဖြစ်တာအတွက်ကြောင့်မလို့ theta =
omega not t plus half e နေရာမှာ alpha t square ဖြစ်သွားမယ်v square equal to v naught square plus 2as ဖြစ်တဲ့အတွက်ကြောင့် omega square equal to omega naught square plus 2 e နေရာမှာ alpha s နေရာမှာ theta ဝင်သွားမယ်အဲ့တော့ v bar ဆို average velocity ပေါ့နော်အဲ့တော့v plus v naught by 2ဆိုတော့သူ initial velocity နဲ့ final velocity နဲ့ကိုပေါင်းပြီးတော့မှ2နဲ့ပြန်စားတာသူ့ရဲ့ပြန်မျှချေပေါ့နော်မျှချေအဲ့လိုကိုရှာတာအဲ့လိုမျိုးပဲဒီ omega ဘာလေးဒီလေ average velocity ပေါ့နော် average velocity ကိုရှာခိုင်းတဲ့နေရာမျိုးမှာဒီ formula ကိုပြန်သွားရမယ် omega plus omega naught by 2အဲ့တော့ဒီ angular quantities လေးကိုရသွားပြီဆိုရင်ရှာတို့အနေနဲ့ဒီ LS chapter 1.1 မှာပါတယ်တပုတ်စာတွေတွက်စာတွေကိုရှာတို့စတင်လေ့လာလို့ရပါပြီတွက်ကြည့်လို့ရပါပြီနောက်တစ်ခုအနေနဲ့ဆရာအနေနဲ့11တုန်းကဆရာတို့အသုံးပြုခဲ့တဲ့ဘယ်လိုပြောမလဲဆရာ11တုန်းကအသုံးပြုခဲ့တဲ့ unit လေးတွေရှိတယ်ပေါ့နော်အဲ့တော့ circular motion မှာသုံးတဲ့ unit ပုံစံပေါ့တရားမြင်ဆရာတို့ angular displacement အတွက်တိတက်မှာနော် angular displacement အတွက်ခုနပြောလို့ပဲဆရာ radian revolution တွေနဲ့ပတ်သက်ပြီးတော့မှဆရာပြောင်းလဲလုပ်လို့ရတဲ့ဟာလေးတစ်ခုကိုအဲ့လိုပြောပြပေးမယ်အဲ့တော့11တော့တင်ရတဲ့ဟာပါဒါမဲ့ဆရာအနေလေးပြန်ပေးပေးမယ်အဲ့တော့ဆရာ degree နဲ့ပြောရဲများတယ် down လို့ပြောတဲ့အခါမှာအဲ့တော့ angular displacement တည်တာဆိုတာဒီညပြင် down မယ်အဲ့တော့ down ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို degree နဲ့ဆရာအရင်ဆုံးပြောတယ်အရင်ဆုံးဆရာတို့ down နဲ့ပြောမယ်ဆိုရင်0 degree ကနေစတယ်0 degree နဲ့စတယ်ဒီရောက်လာတဲ့အခါမှာ90 degree ဖြစ်သွားတယ်ဒီရောက်တဲ့အခါမှာ180 180 degree ဒီနောက်ရောက်တဲ့အခါမှာဆရာ290 degree နဲ့နောက်ဆုံး360 degree ဖြစ်သွားတယ်အဲ့တော့360 degree ဒီနည်းပြင်ဘာနဲ့တူလဲဆိုတော့တပတ်ပတ်သွားစေဒိတ်ပဲ360ဒီစာအမှတ်ကနေပြောမှသူ့ရဲ့စာမှတ်နေရာကိုပြန်ရောက်လာတယ်အစကနေပြီးတော့မှသူ့နေရာသူပြန်ရောက်လာတယ်တပတ်ပြည့်သွားတယ်အဲ့တော့စောင်းဝိုင်းတစ်ခုဒီတပတ်ပြည့်ဖို့ရန်အတွက်360 degree သုံးတယ်အဲ့တော့360 degree ကိုဆရာတို့က1 revolution လို့ခေါ်တယ် revolution နဲ့ပြောမယ်ဆိုရင်အဲ့တော့ revolution 1 revolution ဆိုတော့ဒီနည်းပြင်တပတ်ပါပေါ့နော် revolution ဆိုတာဒီနည်းပြင်အပတ်ကြီးလို့ပြောတာပါဆရာတို့ REV နဲ့ပြောတယ်အဲ့တော့1 revolution ဒီနည်းပြင်ဆိုတော့360 degree လဲသွားပါတယ်အဲ့တော့ဆရာတို့တွက်စာရီထဲမှာပဲဖြစ်ဖြစ်မိကုန်းနေမှာဖြစ်ဖြစ် degree ကတော့ထည့်မသုံးပါဘူး physics မှာဒီ chapter 1မှာထည့်မသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့ဆရာ revolution နဲ့ပြောတယ်နောက်က radian နဲ့ပြော radian ဆိုတာတရားမှဆရာ pi ကိုသုံးပြီးပြောတာအဲ့တော့ pi ဒီတနည်းအားဖြင့်ဆရာ180 degree ရှိတယ်180 degree ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ pi အနေနဲ့ပြောမယ်ဆိုတော့ဒီစာမတ်ကနေလာတဲ့အခါမှာ180 degree ရောက်သွားတဲ့အခါမှာ pi radian ဖြစ်သွားတယ်နော်အဲ့တော့ pi radian 90 degree ဆိုရင် pi by 2ပေါ့အဲ့တော့180ကို2နဲ့စားတယ်280 degree ဆိုရင်3 pi by 2ဖြစ်ပြီးတော့မှ360 degree အပြည့်လဲတယ်ဆိုရင်တော့ကျွန်တော်2 pi အဲ့တော့ဒီကနေပြီးတော့မှဒီထိလဲသွားတယ်ဆိုရင်ဒါကိုကျွန်တော် pi radian လို့သုံးမယ်3 pi by 2 radian လို့သုံးမယ်2 pi radian လို့သုံးမယ်ဒီနေရာမှာ pi by 2 radian လို့သုံးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီစာမတ်ကနေပြီးတော့မှတပတ်ပြည့်အောင်လဲသွားတယ်1 revolution ပြည့်သွားတယ်ဆိုရင် radian နဲ့ပြောမယ်ဆိုရင်ကျွန်တော်1 revolution ဒီနေရာပြင်2 pi radian ရှိပါတယ်အဲ့တော့ဆရာတို့အနေနဲ့1 revolution ဒီ2 pi radian ရှိဆိုဆက်သွယ်ချက်လေးကိုမှတ်ထားရမယ်အဲ့တော့ဒါဒီခုနကပဲ unit တွေအလွှဲပြောင်းလုပ်တဲ့အခါမှာအရင်သုံးဝင်ပါတယ်အဲ့တော့ခုနပြောလို့ပေါ့ textbook ထဲမှာ revolution နဲ့ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအသင့်တော်တဲ့အသုံးလုံး SI unit ရတော့မှာဒီ radian နဲ့တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ radian ပြန်ပြောင်းတဲ့အခါမှာ1 revolution မှာ2 pi ဆိုတော့2 revolution ဆိုရင်ကျွန်တော်4 pi ဖြစ်တော့မယ်3 revolution ဆို6 pi အဲ့လိုလေးပြောင်းရတာမျိုးရှိမယ်ဒါမှမဟုတ်လေတွက်လို့ရလာတဲ့ဟာက radian နဲ့ရလာတယ်အဲ့ radian နဲ့ရလာတဲ့ဟာကို revolution ပြန်ပြောင်းပေးပါဆိုတဲ့ကိစ္စမျိုးပေါ့အဲ့တော့2 pi radian မှာ1 revolution ဖြစ်တယ်ဆိုရင်ဘယ်လောက် radian မှာဘယ်လောက် revolution ရှိမယ်ဆိုတာကိုဒီဆက်သွယ်ချက်ကနေတွက်ပေးရမှာပါအဲ့တော့ဒါဒီ circular motion ရဲ့ဒီ radian နဲ့ပတ်သက်တဲ့ဒီ unit ဆက်သွယ်ချက်လေးပါဒါကတော့ဆရာတို့ခုနနောက်ပိုင်းတွက်ဖို့စာရေးတောင်းရမယ် formula လေးတွေပါအဲ့တော့ circular motion နဲ့ linear motion ရဲ့ဆရာအချက်လက်လေးတွေကိုပြန်ပြီးတော့မှ recall လုပ်ပြီးတယ်သင်ခန်းစာဖြစ်ပါတယ်အဲ့တော့ဆရာတို့ခုန1.1 ရဲ့ linear motion နဲ့ angular motion နဲ့ circular motion အဲ့ဒါနဲ့ပတ်သက်တဲ့ formula လေးတွေသူ့ရဲ့သဘောတရားလေးနားလည်ပါဆိုတော့ဆရာတို့ example 1.1 လေးကို
တွက်ကြည့်အောင်ပေါ့နော် example 1.1 လေးဘာပြောလဲဆိုတော့ the Ferris wheel ပေါ့နော် the Ferris wheel ဆိုတာကျတော့ဒီအမျိုးခြားရက်ဟက်ပေါ့နော်ခြားရက်ဟက်လေးတစ်စီးပေါ့နော်ခြားရက်ဟက်လေးတစ်စီးဆွဲလိုက်မယ်ခြားရက်ဟက်လေးရဲ့ပုံစံဆွဲလိုက်ပြီးအဲ့တော့ခြားရက်ဟက်လေးတစ်စီးကအဲ့တော့ start from rest ဘယ်ကနေစလဲဆိုတော့ကျွန်တော်နားနေတာကနေပြီးတော့မှစတယ်အရင်ဆုံးရက်နေတာပေါ့နော်ရက်နေတာကနေပြီးတော့မှ reaches ဆိုရောက်ရှိသွားတယ် and angular velocity အဲ့တော့ angular velocity ဆိုရဲကျတော့တောင်ပြောင်းအလျင်ပေါ့နော်ခုနကပြောတဲ့ linear motion မှာဆိုတော့ velocity circular motion မှာဆိုတော့ angular velocity တောင်ပြောင်းအလျင်တစ်ခုရသွားတယ်ဘယ်လောက်ရသွားလဲဆိုတော့ 1.5 radian per second ကိုရောက်သွားတယ်အဲ့တော့ angular velocity ဖြစ်တဲ့ကြောင့်ဆိုတော့ omega လေးပေါ့နော်ဒါပေမဲ့ 1.5 second ကိုရောက်သွားတယ် over a 10 second အချိန် second 10 second ဆိုတဲ့ period လေးပေါ့နော်ဒီမှာတော့ under the constant angular acceleration ကိုရေးထားတယ်လက်ရှိမှာပြောခဲ့သလိုပဲဒီ formula ဒီ constant angular acceleration ကိုပါပြီဆိုရင်ဆရာတို့ခုနပြောတဲ့ formula တွေသုံးလို့ရပြီအဲ့တော့မိကုန်းလေးကဘာပြောသွားလဲဆိုတော့ find the angular acceleration ဆိုရဲကျတော့ alpha လေးကိုရှာပြရမယ်ဒုတိယချက်ကကျတော့ how many revolution အပတ်ကြီးဘယ်လောက်ပတ်သွားလဲပေါ့နော်ဒီအပြင်တေတာတန်ဖိုးပေါ့တေတာတန်ဖိုးကရလာတယ် radian ပေါ့နော်တောင်းတန်ဖိုးကိုဒီ revolution ဆိုတဲ့အပတ်ကြီးအတွက်တန်ဖိုးလေးနဲ့ဆရာတို့ပြန်ပြောင်းပေးရမယ်အဲ့တော့ဆရာအနေနဲ့အရင်ဆုံးဖြစ်ရနှစ်ခုရှိမယ် Ferris wheel ကအရင်ဆုံးရက်နေတာအဲ့တော့ရက်နေတာကနေပြီးတော့မှအချိန်10စက္ကန့်ကြာသွားတဲ့အခါမှာသူဒီဘာဖြစ်သွားလဲဆိုတော့တောင်းပြောင်းအပြင်တစ်ခုရသွားတယ်ရက်နေတာကနေပြီးတော့မှအချိန်10စက္ကန့်ကြာတဲ့အခါမှာangular velocity တစ်ခုကိုရသွားတယ်အဲ့တော့ angular velocity ကဘယ်လောက်လဲဆိုတော့ကျတော့ 1.5 radian per second ကိုရတယ်အဲ့တော့ဆရာတို့ခုနကလေ့လာခဲ့တဲ့ formula တွေကသူဒီအရင်ဆုံးဖြစ်တာဖြစ်တဲ့ initial ဖြစ်တဲ့သူကိုကျတော့ omega naught လေးလို့ထားမယ် omega naught ဒီအရင်ဆုံးသူဒီရက်နေတာဖြစ်တဲ့0ဖြစ်သွားမယ်အဲ့တော့အချိန်10စက္ကန့်တစ်ခုကြာမှသူဒီ omega တန်ဖိုးတစ်ခု 1.5 ကိုရခဲ့တာအဲဒါကြောင့်မလို့သူဒီfinal ဒီနေ့အဖြစ် angular velocity တခုဖြစ်သွားမယ်အဲ့တော့သူဒီ initial ဖြစ်မယ်သူဒီနောက်မှရလာတဲ့ final omega တန်ဖိုးလေးဖြစ်မယ်အဲ့တော့ကျွန်တော်ဒါလေးကိုနားလည်ထားမယ်သူဒီ initial ဒီ0ဖြစ်တယ်ဆိုတော့မပေးပါဘူးအဲ့တော့ကျွန်တော်သိထားတဲ့ formula လေးတွေကနေပြီးမှတစ်ဆင့်ပြန်ပြီးတော့မှစဉ်းစားတဲ့အခါမှာ omega naught ဆိုတာကိုကိုယ့်ကိုနည်းထည့်ပြီးစဉ်းစားပြန်ဒီအဖြစ်ဒီမှာ rest နားနေဆိုတဲ့စကားလုံးပေါ့နော်အဲ့ဒါလေးကိုတွေ့ရတဲ့ကျောင်းနေနဲ့စဉ်းစားမယ်အပိုင်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးစဖြည့်လို့ရပြီအဲ့တော့မပေးထားတော့လည်းပဲ rest ကနေကျွန်တော်တီးလိုက်ရတာအဲ့တော့ initial angular velocity omega naught ဒီ0ရပါတယ်အဲ့တော့နောက်မှရလာတဲ့ angular velocity နော် angular velocity omega ကတော့ 1.5 radian per second အဲ့တော့အချိန်ဘယ်လောက်အတွင်းမှာလဲဆိုတော့အချိန် time tb 10 second အတွင်းမှာပါအဲ့တော့ဒါဒီသူပေးထားတဲ့ပြီးချက်တွေကကုန်သွားပါပြီအဲ့တော့သူမေးသွားတဲ့ နံပါတ်1ချက်လေးကကျတော့ angular acceleration ဆိုတဲ့ alpha လေးကိုရှာပြရမှာangular acceleration ဆိုရဲ alpha လေးကိုရှာမယ်အဲ့တော့ alpha ရှာတဲ့အခါမှာကျွန်တော်သိထားတဲ့အချက်တွေကနေပြီးတော့မှရှာတာဖြစ်တဲ့အတွက်ကြောင့်မလို့ formula ကိုကျင်းချင်းချင်းပတ်မိုင်းနေနေကိုကအားလုံးသိနေပြီဆိုရင်เนาะမလိုတော့ဘူးဒါဆိုရင် alpha ဆိုရင်ဘယ်လိုရှာမယ်ဆိုတော့ကျွန်တော်တို့ဒါသိသွားပြီအဲ့တော့ alpha equal to omega minus omega naught by t နဲ့ရှာလို့ရတယ်နောက်ဒါမှမဟုတ်လေဟိုအစဉ်ပြေးတဲ့ပုံစံနဲ့ရှာလို့ရတယ်အဲ့တော့အဲ့လိုမျိုးဆက်စချင်းမှာမရှာနိုင်တဲ့အချိန်မှာကျွန်တော်တို့အရင်တော့ဘာလုပ်ရမလဲဆိုတော့မီးဝန်းထဲမှာဒီ constant angular acceleration ဒီနေ့အပြင်ဆရာတို့ဒီ 1.1 နဲ့ပတ်သက်တဲ့ပုံစံမျိုးတွေလာပြီဆိုတော့ဆရာတို့အနေနဲ့သိထားတဲ့ formula တွေအရင်ဆုံးခြိုက်လိုက်ဖို့ဆရာအနေနဲ့အကြံပေးခြင်းပါတယ်ပထမဆုံးဆရာတို့သိထားတဲ့ခုနကဟာတွေပေါ့နော်အဲ့တော့ alpha equal to omega minus omega naught by 2အဲ့တော့ဒီ formula လေးတွေကိုအကျန်းလေးမှာခြိုက်ထားတယ်အဲ့တော့ခြိုက်ပြီးသွားတဲ့အခါမှာကိုဒီမှာမေးလာတယ်မေးကုန်ပေါ့နော်မေးကုန်မှာ omega naught ပါတယ် omega by t ပါတယ် alpha ကိုမေးတယ်ဆရာဘယ် formula လေးသုံးရင်အဆင်ပြေမလဲကိုယ့်ကိုစဉ်းစားကြည့်လိုက်ပထမဆုံး formula သုံးရတာအဆင်ပြေတယ်သုံးလို့ရတယ် omega လည်းပါတယ် omega naught လည်းပါ t ပါ alpha ကိုရှာလို့ရတယ်မတိကိန်းတစ်ခုပဲပိုင်းရှာလို့ရတယ်မတိကိန်းနှစ်ခုထပ်ပို့ပြီးတော့မှပို့ပါလာမယ်ဆိုရင်ရှာလို့မရတော့တစ်ခုထပ်ပို့ပါမယ်ဆိုရှာလို့မရတော့အဲ့ဒီ formula လေးလေးရှာလို့ရတယ်အဲ့ဒီ formula ဆိုကျွန်တော်ရှာလို့မရတော့ဘာလို့လဲဆိုတော့ကျွန်တော်မတိကိန်းအနေနဲ့
တီတာလည်းမသိဘူး alpha လည်းမသိဘူးမသိကိန်းတွေပါလာပြီနှစ်ခုထပ်ပို့ပြီးပါလာပြီ alpha လည်းမသိဘူးတီတာလည်းမသိအဲ့တော့ရှာလို့မရတော့ဘူးဒါကတော့ခုနပြောတဲ့ omega တစ်ခုပဲပါဒါတော့ရှာလို့မရဘူးเนาะအဲ့တော့ဒီလိုလေးကွာကိုအကျမ်းမှချရေးပြီးတော့ဘယ် formula သုံးအဆင်ပြေမယ်ဒီနှစ်ခုတွေအကြိုက်တဲ့တစ်ခုသုံးရတယ် textbook ထဲမှာကျတော့ဒီတစ်ခုသုံးပြထားတယ်ပေါ့နော်အဲ့တော့ textbook ထဲမှာကျတော့ဒီဟာရတယ်ဒါသုံးလဲအဆင်ပြေဒါပေမဲ့ဆရာပြောပြမယ်အဲ့တော့ဒီ formula နေပဲဆိုတော့ဒါကိုကူးပြောင်းရတာလေခုနကဆရာရှာတော့ရှင်းပြပြပါတယ်အဲ့တော့ဒါကိုပဲထည့်သုံးတော့မှာပေါ့ဘာလို့ဒါကိုပြန်သုံးမှာဟုတ်တယ်မလားအဲ့တော့ဒါလေးပဲဒါထည့်သုံးလိုက်မယ်အဲ့တော့ omega နေရာမှာဆရာပြောတဲ့ 1.5 omega နော်နေရာမှာတော့0အောက်မှာ t က10အဲ့တော့ဆရာတို့ 1.5 by 10ဆိုပြီးတော့မှရတယ်အဲ့ဒါကိုဖြည့်ရှင်းလိုက်မယ်ဆိုရင်အဲ့တော့ 0.15 radian per second square ရတယ်အဲ့ unit တွေဆရာမမှားဘူးသတိထားပါမယ် unit တွေမှားရင်မှတ်လျှော့ခံအဲ့တော့သူ number 1ရှာဟိုင်းနဲ့ angular acceleration လေးကိုရတယ်အဲ့တော့ 1.5 by 10ကို calculator ကြီးလဲတကူတကနှိပ်နေကြမှာဆရာတို့ငယ်တော့လည်းအကျင့်ပါတယ်ဘာပဲရှင်းရှင်း calculator နှိပ်တယ်အဲ့တော့နားလေလွယ်ဆုံးရှင်းမယ်ဆိုရင် 1.5 အောက်မှာ10 power 1ရှိတာပေါ့နော်ဆရာတို့အပေါ်တင်လိုက်မယ်ဆိုရင် 1.5 into 10 power minus 1အဲ့တော့ negative value ဒီကျတော့ဘယ်ဘက်ကိုရွှေ့ရဖြစ်တဲ့အတွက် 0.15 ပေါ့နော်ဒီလိုလေးအကျန်းလေးမှာကိုယ့်ကို calculator သုံးလဲရတယ်။ဘာလို့ calculator သုံးတော့ပိုစိတ်ချရပါတော့။ဒါပေမဲ့ကိုယ့်ကိုတွက်နိုင်နော်ပို့ပြီးတော့မှအဆင်ပြေတာပေါ့နော်။အဲ့တော့ဒုတိယမေးခွန်းလေးဖြစ်တဲ့ဆရာ revolution ကိုရှာပြရမယ်။အဲ့တော့ revolution ဒီဘယ်သူနဲ့ချိတ်ဆက်နေလဲဆိုတော့ဆရာ radian တို့ degree တို့နဲ့ချိတ်ဆက်နေတာ။ဒါပထမတစ်ခါပြောထားပြီးသားပဲ။အဲ့တော့ degree တို့ radian တို့နဲ့ချိတ်ဆက်နေတာဖြစ်တဲ့အတွက်ဆရာတို့ပထမအဆုံးသုံးလိုက်တဲ့ဒီမှာပေးထားတဲ့ unit system တွေအားလုံးဒီဆရာ radian system မှာသွားနေတယ်အဲ့တော့ radian ကိုအရင်ဆုံးရှာမယ် radian ကိုရှာလို့ရမှာ revolution ကိုရှာမယ်အဲ့ radian ဒီဘယ်သူရဲ့ unit ဖြစ်လဲ angular displacement unit ဖြစ်နေအဲ့ဒါကြောင့် angular displacement အရင်ဆုံးရှာရတယ်အဲ့တော့ angular displacement ဆိုတဲ့ angular displacement တိတာပေါ့နော်အဲ့တော့တိတာကိုရှာမယ်အဲ့တော့တိတာကိုဘယ် formula နဲ့သွားရှာမယ်ခုနအကျန်းချရထားတယ်ဒါတွေဘာတွေသွားရှာလို့မရတော့ဘူးတီတာတွေမပါဘူးဒီမှာတီတာပါတယ်ဒါရှာလို့ရတယ်ဒါနဲ့ရှာလို့ရဒီ formula နှစ်ခုနဲ့ရှာလို့ရတယ်အဲ့တော့ဆရာတို့အနေနဲ့အလွယ်ဆုံးဖြစ်တယ်ဒီတီတာ equal to omega naught t plus half alpha t square ဆိုတဲ့ formula လေးကိုပဲသုံးပြီးတော့မှဆရာတို့ရှာလိုက်မယ်တီတာ equal to omega naught t plus half alpha t square အဲ့တော့ omega naught က0t ကကျတော့10 second plus 1/2 alpha ကျတော့ဒီမှာရှာရလာပြီ 0.15 t square ဆိုတော့10 square အဲ့တော့ဒါ0ကတော့0ဖြစ်သွားပြီပေါ့နော်0ဖြစ်သွားတော့ 1/2 into 0.15 into 10 square အဲ့ဒါဒီလည်း calculator နှိမ့်လိုက်ရတယ်ဒါပေမဲ့ကိုယ့်ကိုရှင်းကြည့်မယ်ဆိုရင်10 square လက္ခဏာအပေါင်းဆိုဆရာတို့ညာဘက်အချက်အောင်ရွှေ့တော့0.15 က15ဖြစ်သွားမှာအဲ့တော့ 15/2 ရတယ်အဲ့တော့ 15/2 ဆိုတဲ့နေရာဖြင့် 7.5 unit ကကျတော့ radian အဲ့တော့တီတာ unit တီတာဒီ radian ဆိုတဲ့တန်ဖိုးတစ်ခုနဲ့ကျတော့ရလာတယ်အဲ့ radian ဆိုရင်ကျတော့ revolution သူလိုချင်တဲ့ revolution ကိုပြောင်းပြလို့ရပြီဆက်စချင်းပြောခဲ့တဲ့အတိုင်းပဲကျတော့ since ပေါ့နော် since 1 revolution ဒီ2 pi ဆိုတော့ radian နဲ့တူနေတယ်အဲ့တော့1 revolution ဒီ2 pi radian ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဒီနေ့အဖြစ်နားလည်လို့ဆိုပြောမယ်ဆို2 pi radian 1 revolution အဲ့တော့ 7.5 radian ဆိုရင်ဘယ်လောက်လဲပေါ့နော်အဲ့တော့ဒါလေးကိုပြောင်းပြန်လှန်ကြည့်လိုက်မယ်အနားလေဆုံးရှင်းလို့ရအောင်ပေါ့နော်ဆရာ textbook နဲ့တော့မတူဘူးဒါပေမဲ့တွက်နီးကိုအရှင်းဆုံးဖြစ်အောင်ဆရာရှင်းပြလိုက်တာဘာတော့ဒီဟာကိုပဲပြန်ပြီးတော့မှဟုတ်ပါဒီပဲလှည့်လိုက်တာအဲ့တော့2 pi revolution ဒီ sorry 2 pi radian ဒီ1 revolution ဖြစ်တဲ့အတွက်ကြောင့်မို့လို့ 7.5 radian မှာဘယ်လောက် revolution ဖြစ်မလဲပေါ့နော်အဲ့ဒါဒီဘက်အောက်ဆင်းလိုက်မယ်ရေးအတိတ်မတန်တော့အဲ့တော့2 pi radian မှာ1 revolution ဖြစ်တဲ့အတွက်ကြောင့်မို့လို့ 7.5 radian မှာဘယ်လောက် revolution ဖြစ်မလဲအဲ့တော့ခုနပြောရဆရာတို့အများလို့အနည်းစားကြီးဒီနဲ့သွားလို့ရတယ်အဲ့တော့အများလို့အနည်းစားနေခြေဒီနဲ့ဆိုတော့အများလို့7.5ကို t 2 pi radian နဲ့စာဘာနဲ့ပြန်ဖြောင်းလဲဆိုတော့1 revolution နဲ့ပြန်ဖြောင်း radian နဲ့ radian နဲ့ကြည့်ဒီမှာတွက်လို့ရလာတာဒီ unit က 1.19 revolution နဲ့ထွက်လာအဲ့တော့သူလိုချင်တဲ့တီတာဒီ 1.19 revolution ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပုတ်လေးကိုနားလည်မယ်လို့ထင်ပါတယ်
ပတ်သက်တဲ့မေးခွန်းတို့လေးတစ်ခုဖြေကြည့်အောင်အဲ့တော့ under what condition ပေါ့နော်အဲ့တော့ဘယ်လိုမျိုးအခြေအနေမျိုးမှာတဲ့နော် the angular acceleration ဆိုတော့ဒီအမေကျတော့ alpha ကိုပြောတော့နော်ဒီအမေတောင်းပြောင်းအရှိန်ပေါ့ of a rotating object လေနေတဲ့အရာဝတ္ထု rotating object ဆိုတာလေနေတဲ့အရာဝတ္ထုတစ်ခုရဲ့ angular acceleration ကတဲ့ is equal to တူညီတယ်0အဲ့တော့သူဒီကနေပြီးတော့မှဒီထိရေးထားတဲ့စာဒီ angular acceleration ဆိုတာ alpha is equal to 0အဲ့တော့ alpha ကတဲ့ကျွန်တော်ဘယ်ချိန်မှာ0ဖြစ်သွားတာလဲဆိုတော့မိခွန်းလေးပါအဲ့တော့ alpha ဒီလေနေတဲ့အရာတစ်ခုရဲ့acceleration angular acceleration ဒီဘယ်ချိန်မှာ0ဖြစ်သွားလဲပေါ့နော် under what condition ဘယ်လိုမျိုးအခြေအနေမျိုးမှာ0ဖြစ်သွားလဲအဲ့တော့ဒါဒီမခတ်ဘူးအဲ့တော့ဒီဟာလေးကကြက်ဆရာလည်းမလို့ဒါဆရာတို့ကလည်းတွေ့အမှန်တမ်းပြောပြမကြက်ခဲ့ပေါ့နော်အဲ့တော့ဒီမိခွန်းလေးဖြေဖို့အတွက်ဆရာရှေ့မှာလည်းပြောခဲ့ဘူးရဲ့နော်အဲ့တော့ alpha ဆိုတာဆရာတို့ linear quantity အရာဆိုဘာကြီးလဲ alpha ဆိုတာ linear quantity ဆိုတော့ acceleration a မဟုတ်လားအဲ့တော့ a ဒီ 0ဖြစ်တာအဲ့တော့ a ကဘယ်ချိန်မှာ0ဖြစ်လဲဆရာကားပုံလေးလာမျိုးဆွဲပြီးတော့ပြောပြခဲ့ဟုတ်လားကားပုံလေးနဲ့ခုနအရှိပိုင်းလေးမှာပြောပြခဲ့တာကားပုံလေးနဲ့ဆွဲပြခဲ့တယ်ဒီမှာရှိနေတဲ့ velocity v1 ဒီ5 meter per second ဒီမှာရှိတဲ့ v2 ဒီ10 meter per second အဲ့တော့ velocity နှစ်ခုဒီဆရာတို့ဘာဖြစ်သွားပြီလဲ v1 နဲ့ v2 ဒီမတူတော့ဘူးအဲ့တော့ acceleration စာတဲ့အခါမှာ v2 minus v1 by t ရ acceleration ဘာဖြစ်သွားပြီလဲဆရာတို့ရှိသွားပြီအဲ့တော့ velocity မတူဆို acceleration ရှိသွားပြီအဲ့တော့ velocity ဒီမှာလဲ5 v2 ဒီလဲ5အဲ့တော့ velocity တူသွားပြီ velocity ကလည်း gain တွေဖြစ်သွားပြီအဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးမှာ acceleration 0ဖြစ်သွားမယ်အဲ့တော့ acceleration linear acceleration တော့ဒါ linear acceleration ဒီ velocity တူတဲ့အခါမှာ0ဖြစ် angular acceleration ဒီ omega တူတဲ့အခါမှာ0ဖြစ်မှာပေါ့ဟုတ်တယ်မလား velocity v ဆို omega ပဲအဲ့တော့ဒီလိုမျိုးတူတဲ့ဟာကိုဆရာတို့ constant ဖြစ်တယ်လို့ပြောဒီများပြင် gain တွေပေါ့မပြောင်းဒီမှာလဲ5ပဲဒီမှာလဲ5ပဲ gain တွေဖြစ်တဲ့နေ့အချိန်မျိုးမှာ0ဖြစ်တယ်အဲ့တော့ဆရာလေးကိုမေးခွန်းပြန်ကောင်းလိုက်ရင်ဒီလိုလေးဖြစ်သွားမှာပါအဲ့တော့ the angular acceleration of a rotating object is equal to 00ဖြစ်သွားတယ်ဘယ်ချိန်မှာလဲဆိုတော့1ဘယ်ချိန်လဲဆိုတော့တော့အခါကျတော့ velocity constant ပေါ့နော်ဒီ angular မှာဆိုရင်တော့ angular velocity is constant ပေါ့အဲ့တော့ဒီက key point တွေက angular velocity is constant ဆိုတဲ့ဟာလေးပါအဲ့တော့ဆောင်းဝဲမှာတော်တော်မတင်ကြက်ထားမှာအမှန်ရတာမဟုတ်ပါဘူးအဲ့တော့ angular velocity is not changing ဆိုလည်းမှန်တယ် angular velocity is constant ဆိုလည်းမှန်တယ်အဲ့တော့ဒီ key point လေးပါတယ်ဒီ video ဒီပုံစံအတွက်ဆရာတို့အမှတ်ပေးပါအဲ့တော့ဒီ concept ကိုနားလည်ဖြေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုဆရာတို့ conceptual question လို့လည်းခေါ်ပါတယ်ဆရာတို့ review exercise 1လေးလည်းပြီးပြီဆိုတော့ review exercise 2လေးကိုဆက်လုပ်ကြည့်အောင်တွက်စာလေးပေါ့နော်အဲ့တော့ a ball is wide တဲ့ဒါဆရာခုနကဗီဒီယိုရိုက်ရင်မှားသွားတယ်နော်ဒီအရာလေးတော့ဆွဲပြီးသွားပြီအဲ့တော့ a ball is wide ဆိုတော့ဘောလုံးလေးတစ်လုံးကိုခြီးပြီးတော့မှပဲဖြစ်ဖြစ်အဲ့တော့ဒီမှာတော့ a ball is wide by the string လို့တော့မပြောဘူးကျိုးနဲ့လှုပ်တယ်လို့တော့လှည့်ပတ်အောင်လုပ်တယ်ဆိုတော့ဒီနေ့အဖြစ်ဘောလုံးကိုကျိုးနဲ့ခြီးပြီးတော့မှာပေါ့နော်လှည့်ပတ်အောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဘောလုံးလှည့်ပတ်အောင်လုပ်တယ် with constant angular acceleration constant တစ်ခုနဲ့လှည့်ပတ်အောင်လုပ်တယ်တဲ့အဲ့တော့ from rest အရင်ဆုံးနားနေရနေပြီးတော့မှအဲ့တော့နားနေရဖြစ်တဲ့တောင်ဆရာတို့ဒီ omega naught ကို0လို့ယူဆပါတယ် and ပြီးတော့မှ it attain ဆိုတော့ရရှိလာတဲ့ဒီပဲเนาะ and angular velocity of 25 radian per second အဲ့တော့သူဒီတဖြည်းဖြည်းနဲ့25 radian per second ရှိတဲ့ angular velocity တစ်ခုကိုရရှိလာတဲ့ present an angular displacement of 41 radian အဲ့တော့ angular displacement ဆိုတဲ့တောင်းပြောင်းတည်တာပေါ့နော်တည်တာတစ်ခု41 radian တစ်ခုလှည့်ပတ်ပြီးရဲ့အနောက်မှာ25 radian per second ကိုရောက်ရှိလာတယ်အဲ့သူပေးထားဒီ omega naught ပေးထားတယ် omega ပေးထားတယ်တည်တာတမိုးလေးပေးထားတယ်အဲ့တော့ what is angular acceleration အဲ့တော့ angular acceleration ဘယ်လောက်လဲเนาะအဲ့ဒီကျွန်တော်ရှာကြည့်အောင်အဲ့တော့ initial angular velocity omega naught ကတော့သူပေးထားတိုင်းပဲ0 rest ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နောက်ထပ် angular velocity ကကြတော့
omega ကကြတော့သူ25 radian per second angular displacement theta တန်ဖိုးက41 radian ဒါဆရာဒီမိကုန်းထဲမှာပြောထားတဲ့အချက်လက်တွေကိုကူးရေးလိုက်တာပါအဲ့တော့နောက်ဆုံးသူမေးသွားတာက angular acceleration ကိုမေးပါတယ်alpha ဘယ်လောက်လဲပေါ့နော်အဲ့တော့ကျောင်းအနေနဲ့ omega not တည်တယ် omega တည်တယ် theta တည်ပြီးတော့မှ alpha ကိုရှာရမှာပေါ့နော်အဲ့တော့ alpha ရှာတဲ့အခါမှာจะပြောလို့ပဲကိုတည်တဲ့လူကတော့ကိုယ့်ကို formula ကိုဟိုစိတ်ထဲမှာ analysis လုပ်ပြီးတော့မှတွက်လို့ရတယ်တွက်လို့ရတယ်မရတဲ့လူကျတော့ဆရာခုနပြောလို့ပဲဟို formula လေးတွေကိုခြိုက်ကြည့်မယ် omega theta alpha equal to omega minus omega not by t omega equal to omega not plus alpha t ရှိမယ် omega square equal to omega not square plus 2 alpha theta ရဲ့ပြီးတော့ theta equal to omega not t plus half alpha t square ပြီးတော့ omega bar equal to omega plus omega not by 2ဆိုပြီးတော့မှကျွန်တော်ဒီ formula လေးတွေကိုအကျဉ်းချရေးလိုက်ပြီးတော့မှomega not ရဲ့ omega ရဲ့ theta ရဲ့ alpha ရဲ့အဲ့လေးခုတွေကမတိကိန်းတစ်ခုပါတဲ့ဟာကိုရှာရမယ်မတိကိန်းက alpha ဖြစ်ရမယ်အဲ့ alpha မတိကိန်းဖြစ်တယ်ပဲထားအောင်ဒီမှာ omega နဲ့ omega not ရှင်းထားမယ်ကျွန်တော်တို့ theta မပါတဲ့အတွက်ကြောင့်မလို့ဒါဒီသုံးလို့အဆင်မပြေဘူးအဲ့တော့ဒီကောင်ဒီလည်းအတူတူပဲသုံးလို့အဆင်မပြေဘူးဒီကောင်ကြည့်မယ်အဲ့တော့ omega အဆင်ပြေတယ် omega not လည်းအဆင်ပြေတယ်အဲ့တော့ alpha ကမတိကိန်းပြီးတော့ theta okay theta လည်းပါဆိုဒီကောင်လေးဒီစာအုပ်အတွက်အဆင်ပြေတယ်အဲ့တော့ဒီကောင်နောက်တစ်ခုထည့်စဉ်းစားကြည့်မယ်ဒီကောင်အဆင်ပြေပြီးတော့ဒီကောင်တန်သုံးလိုက်လို့ရတယ်ဒါမှမဟုတ်ရှာကြည့်တဲ့အခါမှာအဆင်မပြေတော့ဘာလို့ဆိုတော့ထိုင်းနေပါလာပြီထီတွေဒီဒီပု္ပ္ပစာထဲမှာထည့်မစဉ်းစားထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးမပါတော့ဘူးအဲ့တော့ဒီ formula လေးကိုကျွန်တော်သုံးမယ်အဲ့တော့ခုနပြောလို့ပေါ့နော်ဒီပု္ပ္ပစာတစ်ပုဒ်လာတဲ့ဘယ် formula သုံးမှမသိတဲ့လူတွေကကျတော့ဒီလိုလေကိုယ့်ကိုစဉ်းစားပြီးတွက်လိုက်ရင်ပို့ပြီးတော့မှလွယ်ပါတယ်နော်အဲ့တော့ omega square equal to omega not square plus 2 alpha theta အဲ့တော့ကျွန်တော်တို့ဒီမှာရှာမဲ့ကဏ္ဍဒီ alpha လေးကိုရှာမှာအဲ့တော့ဟိုဒီဟာကိုကဏ္ဍကင်ကျွမ်းတဲ့လူကလည်းကိုယ့်ကိုကဏ္ဍစားသွင်းပြီးတွက်လိုက်ရတယ်ဒါဆရာတို့ကတော့ formula ကိုအရင်ဆုံးရှင်းဆုံးပုံစံပြောင်းတယ်အဲ့တော့ formula အရှင်းဆုံးပုံစံရောက်သွားမှာပဲကိုယ့်ကိုကဏ္ဍစားသွင်းတာအဲ့တော့ formula ရှင်းဆုံးပုံစံလေးကိုဒါအလွယ်ဆုံးနည်းလေးနဲ့လုပ်ပြမယ်အဲ့တော့လူချင်းတဲ့ကောင်ကကျွန်တော်တို့ဘယ်ဘက်ချမ်းမှာအရင်ထားတယ် omega not square plus 2 alpha theta equal to omega square ဘာမှမလို့ဟိုဘက်ဒီဘက်လေးပဲချိန်လိုက်တာအဲ့တော့လူချင်းတဲ့ကောင်ကကျွန်တော် alpha လေးဖြစ်တဲ့အတွက်ကြောင့်မလို့မလူချင်းတဲ့ကောင်လည်းဟိုဘက်ပို့မယ်2 alpha theta equal to omega square minus omega not square အဲ့တော့2နဲ့ theta ကလည်းကျွန်တော်တို့ရှာမဲ့တဲ့မှာမပါဘူးအဲ့တော့2နှစ်ခုဒီမြှောက်ထားတာဟိုဘက်သွားမယ်ဆိုရင်စာမယ် omega square minus omega not square by ကျွန်တော်တို့2 theta ဆိုပြီးတော့မှဒါအရင်ဆုံးကျွန်တော်တို့ formula ကိုလူချင်းတဲ့ပုံစံတစ်ခုကိုဘယ်ဘက်ချမ်းမှာအရှင်းဆုံးရအောင်တွက်တဲ့နည်းပါဒီလိုမှမဟုတ်တခြားနည်းနဲ့ကိုယ့်ကိုအဆင်ပြေတယ်လို့တခြားထုထုတ်တရားဖြစ်ဖြစ်တခြားဆရာရှင်းတဲ့အရာဖြစ်ဖြစ်ထက်ဆုပ်တရားလို့အရှင်းကိုအဆင်ပြေလို့လုပ်လို့ရပါတယ်เนาะဒါဆရာတို့ဆရာရဲ့နည်းလမ်းလေးပေါ့เนาะomega square ကတော့25 the whole square minus 0 by ဒါ0 square တူတူပဲပေါ့เนาะ2 into 41အဲ့တော့25နှစ်ထက်က625အဲ့တော့2 41က82အဲ့ဒါလေးကိုဆရာတို့ရှင်းကြည့်လိုက်မယ်ဆိုရင်ဘယ်လောက်ရလဲဆိုတော့ 7.62 radian per second square အဲ့တော့ unit လေးတွေမမှားဘူးသတိထားမယ်အဲ့တော့ alpha ရဲ့ unit က radian per second square ပေါ့နော် unit လေးတွေဥမာ second square နေရာမှာ second လေးဖြစ်သွားတာနဲ့ကျတော့အမှတ်မဲ့ရတာတွေမှတ်လျှော်သွားတာတွေဖြစ်နိုင်ပါတယ်အဲ့တော့ဒီပု္ပ္ပစာလေးလည်းနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဆရာတို့အနေနဲ့ဒီ grade 12 chapter 1ရဲ့ပထမအောင်ဆုံးတစ်ပိုင်းပြီးသွားပြီပေါ့နော် grade 12 chapter 1မှာအဓိက key concept 3ခုပါတယ်နားလည်ရမယ့်အခြေခံသဘောတရား3မျိုးနဲ့သူနဲ့ပတ်သက်တဲ့မိခွန်းအချက်လက်လေး3မျိုးပေါ့နော်အဲ့လိုလေးခွဲတယ်ပေါ့နော်ဒါဆရာတင်တဲ့ပုံစံအဲ့လိုလေးခွဲပြီးတင်ပေးပါမယ်ဒါတော့ပထမတစ်ပိုင်းရဲ့အခြေခံသဘောတရား concept နဲ့သူ့ရဲ့မိခွန်းလေးပေါ့နော်ဆရာနဲ့လောက်ရတာအဆင်ပြေတယ်နားလေတယ်ဆိုရင်ဒါဆရာရဲ့ channel ကို subscribe လုပ်ပြီးတော့မှ support ပေးစီလို့ရှင်းလိုပါတယ်နောက်ထပ် video တွေမှာလည်းပြန်တွေ့ကြမယ်ပြီးတော့မှဆရာဒီပထမဆက်စအချင်းဖြစ်တော့မီးအလင်းရောင်ဟတ်တာလေးနဲ့စာလေးတွေမမြင်ရလေးရှိတယ်နောက်ကျရင်ပို့ပြီးတော့မှအကောင်းဆုံးဖြစ်အောင်
video တွေကိုဆက်လက်ပြီးတော့မှဒီ physics သင်ယူနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ်